လက်သီးတစ်ချက်တည်းနဲ့လူဆိုးကိုင်းတစ်ခုလုံးကိုဒူးထောက်စေခဲ့တဲ့ကိုရီးယားရုပ်ရှင်လောကရဲ့မွန်စတာတယောက်ဟောလီဝုဒ်ကပါအသိမှတ်ပြုရတဲ့အထိကြွသားကြီးမားပြီးတော့အမိုက်စားလက်သီးချက်တွေပိုင်ဆိုင်ထားတဲ့မင်းသားကြီးအသက်50ကျော်အရွယ်အထိပရိသတ်ရင်ကိုလှုပ်ခတ်နေစေဖြစ်တဲ့ဒီလူတန်ကြီးရဲ့နောက်ွယ်ကသွေးနဲ့ချွေမြည်ရည်တွေနဲ့တိဆောက်ခဲ့ရတဲ့တကယ်ဘဝအစစ်မှန်ကိုရောတငယ်ချင်းတို့သိပါသလားသူကတော့တခြားသူမဟုတ်ပါဘူးကိုရီးယားဂန်စတာဇက်ကားတွေကိုကြိုက်တဲ့ပရိသတ်တွေအားလုံးသိကြတဲ့မင်းသားကြီးမာဒုံဆော့ပါပဲ1983ခုနှစ်မှာမွေးဖွားခဲ့တဲ့မာဒုံဆော့ရဲ့ငယ်ဘဝဟာတခြားသူတွေလိုတာယာမနေခဲ့ပါဘူးသူအသက်16နှစ်အရွယ်ရောက်တဲ့အခါမှာတော့မိသားစုစီးပွားရေးဟာလုံးဝပျက်စီးသွားခဲ့ပြီးတော့အကျွေးတွေပတ်လည်ဝိုင်းသွားခဲ့ပါတယ်ဘလောက်ထိဆိုးလဲဆိုရင်ကိုရီးယားမှာဆက်နေဖို့လုံးဝမဖြစ်နိုင်တော့တာကြောင့်အမေရိကန်မှာရှိတဲ့ဆွေမျိုးတွေစီကိုမိသားစုလိုက်ပြောင်းရွှေ့အခြေချခဲ့ရပါတယ်အဲ့ဒီအချိန်ကသူတို့မိသားစုဟာအမေရိကန်ကိုတာယာတဲ့ဘဝတစ်ခုတည်ဆောက်ဖို့သွားခဲ့တာမဟုတ်ဘဲနဲ့အကျွေးရှင်တွေလက်တွေကပြေးခဲ့ရတဲ့ဒုက္ခတွေတာဖြစ်ခဲ့ရပါတယ်အင်္ဂလိပ်စာတစ်လုံးမှမတတ်အဲ့ထဲမှာလည်းပတ်စံတပြားမှမရှိဘဲနဲ့အမေရိကန်မြေကိုခြေချခဲ့ရတဲ့ကောင်လေးတယောက်ရဲ့ဘဝဟာအစကတည်းကကျန်းနယ်လုံးနေခဲ့တာပါအမေရိကန်ရောက်တော့အင်္ဂလိပ်နာမည်ဒွန်လီလို့အမည်ပြောင်းခဲ့ပြီးတော့မိသားစုကိုလှုပ်ကြွေးဖို့အတွက်စားသောက်ဆိုင်တွေမှာပကံစီးတဲ့အလုပ်တရုတ်တန်းကဆိုင်တွေမှာကြက်တောင်ပဲကြော်တဲ့အလုပ်လမ်းမေးမှာသတင်းစာလိုက်ရောင်းတဲ့အလုပ်စသဖြင့်အလုပ်ပေါင်းစုံကိုလောက်ကင်ခဲ့ရပါတယ်သူရဲ့ခန္ဓာကိုယ်ထွားကြလာတဲ့အသက်20ကျော်အရွယ်မှာတော့အမေရိကန်ရဲ့အနေအများဆုံး night club တွေမှာလုံခြုံရေးအဆောက်အဖြစ်လောက်ကင်ခဲ့ပါတယ်အရက်မူပြီးရန်ဖြစ်တဲ့သူတွေလူမိုက်တွေတကယ်မာဖီးယားဂိုင်းဝင်တွေကိုခန္ဓာကိုယ်ချင်းတိုးပြီးတော့ထိမ့်သိမ်းခဲ့ရတဲ့ဒီအလုပ်ဟာနောက်ပိုင်းသူရိုက်ကူးမဲ့မာဖီးယားရုပ်ရှင်တွေအတွက်တကယ်လက်တွေ့သင်ခန်းစာကြီးဖြစ်ခဲ့တာပါကျွန်တော်တို့အခုမြင်ရတဲ့ကြွသားကြီးမားပြီးတော့ပေါင်100ကျော်ထွားကြိုင်းတဲ့မင်းသားကြီးဟာငငယ်ကတကယ်ကိုပပပါကောင်းလေးတစ်ယောက်ပါအမေရိကန်ရောက်ကစားကသူ့အလေးချိန်ဟာ60ကီလိုဝန်းကျင်သာရှိခဲ့ပါတယ်ဒါပေမဲ့အမေရိကန်လူမျိုးတွေကြားထဲမှာအာရှသားတယောက်အနေနဲ့အနိုင်ကျင့်မခံရဖို့အတွက်သူဟာအပြင်းထန်ကြိုးစားပြီးတော့ဝိတ်ဆော့ခဲ့ပါတယ်နောက်ဆုံးဘလောက်အထိဖြစ်သွားသလဲဆိုရင်အမေရိကန်ကနာမည်ကြီး MMA ကစားသမားတွေဖြစ်တဲ့ Matt Coleman နဲ့ Kevin Redman တို့ရဲ့ personal trainer အဖြစ်တတ်မှတ်ခြင်းခံရတဲ့အထိကာယဗလာလောကမှာဆရာတဆူဖြစ်လာခဲ့ပါတယ်အမေရိကန်မှာနီးပြားတယောက်အနေနဲ့ငွေကောင်းပြီးတော့အခြေကျနေပြီဖြစ်ပေမဲ့သူ့ရင်ထဲကရုပ်ရှင်တယောက်ဆောင်ဖြစ်ခြင်းတဲ့အိမ်မက်ကပျောက်ကွယ်မသွားခဲ့ပါဘူးအဲဒါကြောင့်ပဲအသက်32နှစ်အရွယ်2002ခုနှစ်မှာအမေရိကန်ကအောင်မြင်မှုအားလုံးကိုကြုံခိုင်းပြီးတော့တောင်ကိုရီးယားကိုတကူတော့ပြန်လာခဲ့ပါတယ်ကိုရီးယားရောက်တော့ဘယ်သူကမှသူ့ကိုချက်ချင်းအတိအမှတ်မပြုခဲ့ပါဘူးအသက်ကလည်းကြီးနေပြီးရုပ်ရည်ကလည်းမင်းသားရုပ်မပေါက်တာကြောင့်နှစ်ပေါင်းများစွာဇက်ပို့ဇက်ရန်နေရာတွေလူဆိုးနေရာတွေမှာပဲတရုပ်ဆောင်ခဲ့ရပါတယ်ဝင်ငွေမရှိလို့အမေရိကန်ကစုလာတဲ့များပတ်စံတွေအကုန်ပြုတ်ပြီးတော့ကိုရီးယားကဒင်းငယ်လုံးနဲ့လှောင်အိမ်လိုခန်းကြီးလေးထဲမှာခောက်ဆွဲပြုတ်စားပြီးတော့အသက်ဆက်ခဲ့ရပါတယ်အခက်ခဲတွေကြားကနေ2009ခုနှစ်မှာဇလန်တွေတစ်ခုရိုက်ခူးရင်းနဲ့6မီတာအမြင့်ကနေပြုတ်ကျတဲ့အဆိုးဝါးဆုံးမတော်တဆမှုဖြစ်ခဲ့ပါတယ်အဲဒီတန်ရာကြောင့်သူ့ရဲ့ကြိုးရိုးစစ်တွေကျိုးသွားပြီးတော့ပခုံးနှစ်ဖက်စလုံးသုံးမရအောင်ဖြစ်သွားခဲ့ပါတယ်ညာဘက်ခြေသုံးအယူပါကျိုးကြည်သွားခဲ့ပြီးတော့ဆရာဝန်တွေကသူထက်ပြီးလမ်းလျှောက်နိုင်ဖို့တော့မသေးကြဘူးလို့ပြောခဲ့ကြပါတယ်ခန္ဓာကိုယ်ထဲမှာတန်ချောင်းတွေဝက်ဥတွေအများကြီးထည့်ထားရတဲ့ကြားကနေစေးရုံကလေးပေါ်မှာတင်မနက်တိုင်းအလေးတွေပြန်မပြီးတော့ကြွက်သားတွေကိုတေမထူးနေမထူးပြန်လေ့ကျင့်ခဲ့ပါတယ်သူရဲ့အမှတ်သားဖြစ်တဲ့ထွားကြိုင်းတဲ့ခန္ဓာကိုယ်ကိုမပြတ်စည်းသွားအောင်နာကျင်မှုတွေကိုအန်ကျိတ်ခံပြီးတော့ပြန်လေတည်ဆောက်ခဲ့လို့သာဒီနေ့မှာကျွန်တော်တို့မြင်တွေ့နေရတဲ့တစ်ချက်တည်းနဲ့အလဲထိုးနိုင်တဲ့မင်းသားကြီးမာတောင်ဆော့ဆိုတာဖြစ်လာခဲ့တာပါ Train to Busan ကိုရိုက်ကူးဖို့ဒရိုက်တာယွန်ဆန်ဟိုဟာမင်းသားကြီးမာတောင်ဆော့ရဲ့အရင်ထွက်ခဲ့တဲ့ရုပ်ရှင်အဟောင်းတွေကသူ့ရဲ့တရုပ်ဆောင်ခွက်တွေကိုကြည့်ပြီးတော့သဘောကျနေခဲ့တာပါအထူးသဖြင့်ကဘာကျော်တဲ့အထဲမှာမပါပေမဲ့ကိုရီးယားမှာလူသိများတဲ့ရုပ်ရှင်တွေဖြစ်တဲ့ The Night ပါ2012လို့ကားမျိုးမှာမာတော်ဆော့ရဲ့ကြီးလိုက်ရင်လူမကြီးလိုနဲ့တကယ်တမ်းကျတော့လူကောင်းကြီးပြီးတော့ဟာတမြောက်တဲ့ပုံစံကိုဒရိုက်တာကအရန်သဘောကျသွားပါတယ်အဲဒါကြောင့်ဇွန်ဘီကားရိုက်ဖို့စဉ်းစားကြတဲ့ကသူ့ကိုစိတ်ကူးတဲ့ထည့်ထားခဲ့တာပါဒရိုက်တာကမာတော်ဆော့စီကိုတွားရောက်ပြီးတော့ဇက်ညုံးကိုပေးဖက်တဲ့အခါမှာမာတော်ဆော့ကဇက်ကောင်ရဲ့ဇက်ရိုက်ကိုအရန်ကိုသဘောကျသွားခဲ့ပါတယ်အထူးသဖြင့်အပြင်ဘက်မှာကျန်းနေပေမဲ့ကိုဝန်ဆောင်ဇနီးအပေါ်မှာအလွန်ကြောက်ပြီးတော့တခြားသူတွေဒုက္ခရောက်ရင်ရှေ့ကနေမဆုံးမနစ်ကာကွယ်ပေးတဲ့အချက်တွေကြောင့်ဒါငါအတွက်တကယ်ကိုထူးခြားတဲ့အခွင့်အရေးပဲဆိုပြီးတော့ချက်ချင်းပဲရိုက်ကူးဖို့သဘောတူလက်ခံခဲ့တာဖြစ်ပါတယ်ရုပ်ရှင်ကုမ္ပဏီတွေကအစကဒီဇက်ကောင်နေရာမှာတခြားနာမည်ကြီးမင်းသားချိုးတွေကိုထည့်ဖို့အကြံပြုခဲ့ကြပေမဲ့ဒရိုက်တာကတော့မာတောင်ဆော့ပဲဖြစ်ရမယ်လို့ဆိုအတင်းရွေးချယ်ခဲ့တာပါနောက်ဆုံးတော့ဒရိုက်တာရဲ့အမြင်ကလုံးဝမှန်ကန်သွားခဲ့ပြီးတော့မာတောင်ဆော့ကြောင့်ပဲ Train to Busan တကဘာလုံးမှာပို့ပြီးတော့အောင်မြင်သွားခဲ့ပါတယ် Train to Busan ကားတွေကသူ့ရဲ့လက်တီးပလာ action တွေကိုမြင်ပြီးတော့ Hollywood ကထိပ်တန်းရုပ်ရှင်ထုတ်လုပ်ရေးတွေကသူ့ကိုချက်ချင်းပဲသတိပြုမိသွားကြပါတယ်ရုပ်ရှင်ပြပြချင်းမှာတင်ကမ္ဘာအကြီးဆုံးစတူဒီယိုတွေဖြစ်တဲ့ Marvel Studio နဲ့ Universal Pictures တို့ကသူ့စီကိုဖုံးဆက်ပြီးတော့ရုပ်ရှင်ကမ်းလှမ်းမှုတွေတရားဝင်လုပ်ခဲ့ကြပါတယ်
ဒါအသက်40ကျော်မှအာရှမင်းသားတယောက်အတွက်မယုံနိုင်စရာအခွင့်အရေးကြီးဖြစ်လာခဲ့တာပါကမ်းလှမ်းမှုတွေထဲကမှနောက်ဆုံးမှာတော့သူဟာ Marvel ရဲ့အီတာနယ်2021ရုပ်ရှင်မှာ Gigamax ဆိုတဲ့စူပါဟီးရိုးအဖြစ်ပါဝင်ဖို့သဘောတူခဲ့ပါတယ် Marvel ရဲ့ဒါရိုက်တာချိုလီဇာကမာတော်ဆော့ရဲ့ကိုပိုင်ပေါင်းစင်စတိုင်ကိုအရန်ကြိုက်လို့ Gigamax ရဲ့တိုက်ခိုက်ရေးကွက်တွေကို Hollywood style မလုပ်ဘဲနဲ့မာတော်ဆော့ရဲ့ကိုရီးယားလက်တီးချက်အတိုင်းပဲရိုက်ကူပေးခဲ့ပါတယ်ဒီဇက်ကားကိုရိုက်ကူးရင်းနဲ့ကဘာကျော်မင်းသမီးကြီးအင်ဂျလီနာဂျိုလီနဲ့အရန်ကိုခင်မရင်းနှီးသွားခဲ့ပြီးတော့ဂျိုလီကမာတော်ဆော့ရဲ့ကိုရီးယားမင်္ဂလာဆောင်ကိုတော့ဂုဏ်ပြုတမွန်လာပို့ပေးခဲ့ပါတယ်မာတော်ဆော့ဟာကိုရီးယားပြည်တွင်းမှာလည်းသူအဓိကဗဟိုပြုတဲ့တအောက်လောရုပ်ရှင်စီးရီးကိုကိုယ်တိုင်ထုတ်လုပ်တရုပ်ဆောင်ခဲ့ပါတယ်ဒီစီးရီးရဲ့အပိုင်း2 3နဲ့4တွေဟာကိုရီးယားရုပ်ရှင်သမိုင်းမှာကြည့်ရှုသူ10တန်းကျော်စံချိန်ကိုဇက်တိုက်ချိုးဖျက်ပြီးတော့ပြည်တွင်းမှာဘယ်မင်းနာမှမလုပ်နိုင်တဲ့စံချိန်ကြီးကိုတင်နိုင်ခဲ့ပါတယ်သူ့ရဲ့နာမည်ကြီးမှုဟာအကျန်းစားတွေမကဘဲနဲ့အေးဆေးတည်ငြိမ်ပြီးတော့ဟာတဆန်နဲ့သူ့ရဲ့အပြင်ဘဝဇေယျကြောင့်ပို့ပြီးတော့လူချစ်လူခင်များပါတယ်ခန္ဓာကိုယ်ကြီးကလူမကြီးလိုထွားကြိုင်းနေပေမဲ့မက်ကက်လဲရင်မှန်တသေးလေးကိုင်းတာကြောင်ပေါက်လေးတွေကိုအသေးရအောင်ချစ်တတ်တာတွေကြောင့်ပရိသတ်တွေကသူ့ကိုမာလက်ဗလီဆိုပြီးတော့အမည်ပေးကတနိုင်ငံလုံးကဝိုင်းချစ်ကြတဲ့မင်းသားကြီးဖြစ်လာခဲ့ပါတယ်မင်းသားကြီးရဲ့ဇနီးတွေကတော့တောင်ကိုရီးယားရဲ့နာမည်ကြီးမော်ဒယ်တွေမကဘဲနဲ့အားကစားဘက်မှာပါထူးချွန်တဲ့အလှမဲ့ရေကျွန်းဟွာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအသက်အပိုင်းအခြားရ18နှစ်တောင်ကွာခြားပြီးမဲ့2016ခုနှစ်ကတည်းကအေဂျင်စီတစ်ခုထဲမှာအတူရှိနေရင်းနဲ့အားကစားဝါသနာပါတာချင်းတူတာကြောင့်တန်ရိုးစင်တွေ့ပြီးတော့ချစ်သူတွေဖြစ်ခဲ့ကြတာပါဘာလို့ဆိုဟာကဘာကျော်ပြီးတော့နာမည်ကြီးလာတဲ့အချိန်မှာတော့သူ့ရဲ့အချစ်ရည်ကိုဘယ်တော့မှဖုံးကွယ်မထားခဲ့ပါဘူးဘာလို့ဆိုရဲ့ follower တန်းနဲ့ချီရှိတဲ့ကဘာကျော် Instagram အကောင့်မှာသူ follow လုပ်ထားတဲ့သူဟာသူ့ဇနီးတဲ့ရေကျွန်းဟွာတယောက်ထဲသာရှိပါတယ် Hollywood ကအီတာနယ်ရုပ်ရှင် Red Carpet Show ကြီးကိုတက်ရောက်တဲ့အခါမှာလည်းဇနီးဖြစ်သူကိုလက်သွဲခေါ်သွားပြီးတော့အင်ဂျလီနာဂျိုလီအပါအဝင် Hollywood ကမင်းသားမင်းသမီးကြီးတွေနဲ့ဒါငါရဲ့ချစ်သူပဲဆိုပြီးတော့ဂုဏ်ယူဝတ်ကြွားစွာမိတ်ဆက်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ2016ကတည်းကအေးအတူပူမျှလက်တွဲခဲ့ကြပြီးတော့2021ခုနှစ်မှာတော့တရားဝင်ရုံးတက်လက်မှတ်ထိုးကလင်မယားဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကကိုဗစ်ကပ်ရောဂါအခြေအနေကြောင့်မင်္ဂလာပွဲကိုအကျဉ်းချုံးပဲလုပ်ခဲ့ရပါတယ်အဲ့ဒါကြောင့်ပဲပြီးခဲ့တဲ့2024ခုနှစ်မေလမှာပရိသတ်တွေနဲ့ရုပ်ရှင်လောကကမိတ်ဆွေတွေကိုဖိတ်ကြားပြီးတော့ခန်းနားထည့်သွားတဲ့မင်္ဂလာဆောင်တင်နာပွဲကြီးကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်အသက်50ကျော်အရွယ်ရောက်နေပြီဖြစ်ပေမဲ့မင်းသားကြီးဟာအနားယူဖို့နေသာအရင်ကထက်တော့ပို့ပြီးတော့အလှရှုံနေစေပါသူကိုယ်တိုင်တရုပ်ဆောင်ပြီးတော့ထုတ်လုပ်တဲ့တရောင်း SCD ဟာအပိုင်းလေးအထိအောင်မြင်မှုတွေရထားပြီးဖြစ်တယ်လို့အခုဆိုရင်အပိုင်း9608အထိရှေ့ဆက်ရကူဖို့ဇက်ညွှန်းတွေကိုပြင်ဆင်နေပြီးတော့ပြည်တွင်းဘောက်အဖစ်ကိုဆက်လက်စိုးမိုးထားပါတယ် Marvel ရဲ့အီတာနဲ့အပြီးမှာတော့သူဟာ Hollywood ကနာမည်ကြီးအရှင်မင်းသား Sylvester Stallone နဲ့ပူးပေါင်းပြီးတော့ကိုရီးယားရုပ်ရှင် The Gangster, The Ghost, The Devil ကို American version အဖြစ်ပြန်လည်ဆန်းသစ်ဖို့ထုတ်လုပ်သူအဖြစ်ရောမင်းသားအဖြစ်ပါခြေလန်းကျဲနေပါတယ် Balance Hunter လိုမျိုးကဘာပြက်ကပ်ပြီးရုပ်ရှင်တွေမှာပါနေပယ်ချက်တွင်တရုပ်ဆောင်နေပြီးတော့အာရှရဲ့အချိန်မီပေါက်ကွဲနိုင်တဲ့အရှင်ဟီးရိုးတယောက်အဖြစ်နေရာယူထားဆဲဖြစ်ပါတယ်အင်္ဂလိပ်စာတစ်လုံးမှမတက်ဘဲနဲ့အမေရိကန်ပြည်မှာကြက်တောင်ပန်ကျော်ဘဝနဲ့ရုန်းကန်ခဲ့ရတဲ့ကောင်လေးအသက်30ကျော်မှကိုရီးယားကိုပြန်လာပြီးတော့မင်းရောက်နဲ့မင်းသားမဖြစ်နိုင်ဘူးလို့အလောင်ခံရရုံတည်းမကဘဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးကြိုးကြေသွားတဲ့အထိအဆိုးဝါးဆုံးဝတော်တဆမှုနဲ့ရင်ဆိုင်ခဲ့ရတဲ့အထိသူ့ရဲ့ဘဝကပြပုံဘဝကိုရောက်ခဲ့ပူပါတယ်ဒါပေမဲ့သူဇွဲမလျှော့ခဲ့ဘဲနဲ့နာကျင်မှုတွေကိုအန်ကျိတ်ဖြတ်ကျော်ရင်းအသက်40ကျော်မှဇွန်ဘီဇက်ကားတွေကလက်တီးချက်တွေနဲ့ကဘာကိုသိအောင်လုပ်ခဲ့တယ်လို့အသက်50မှာတော့ Hollywood ကစူပါဟီးရိုးတယောက်ဖြစ်လာခဲ့ပါတယ်မင်းသားကြီးမာတောင်ဆော့ရဲ့ဘဝဇက်ကြောင်းကနေကျွန်တော်တို့ကိုပြောပြနေတာကတော့မင်းကိုလူတွေကဘလောက်ပဲနှိမ်မစေကိုယ့်ရဲ့အရေးချင်းကိုသာတေချာထိန်းထားရင်တနေ့မှကဘာကြီးကမင်းရဲ့ရှေ့မှာဒူးထောက်လာလိုက်မယ်ဆိုတာပါပဲကိုယ့်ရဲ့အိမ်မက်တွေအတွက်ကြိုးစားဖို့ဘတော်မှအသက်ကြီးတယ်ဆိုတာမရှိပါဘူးအခုလိုစိတ်ဝင်စားစရာကဘာကျော်တွေရဲ့ဘဝဇက်ကြောင်းတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ Star MMP နဲ့ YouTube channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာဘသူအကြောင်းတွေကိုတင်ဆက်ပေးစေခြင်းလဲဆိုတာကို comment မှာရေးသွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ